ပွဲတော်ဘယ်နှမျိုးလဲအားလုံးဒီမှာကြည့်ပဲဘုရားပွဲတော်လဲထောက်ဖျားကြီးဘယ်နှမျိုးလဲ9မျိုးပတ်တခါပွဲပြီးပြီလားပြီးပြီအစုံမောပဲပြီးပြီလားပြီးတော့ပြီနော်ပွဲတော့9မျိုးအားလုံးဒီမှာပြန်ကြည့်မယ်9ပွဲနော်9ပွဲကိုအခုကကျွန်တော်တို့ကကဲအဲ့လိုလဲဆိုမယ်ပတ်တခါပွဲလဲဆိုမယ်ပတ်တခါပွဲပြီးဘာပွဲလာမလဲလဲဆိုမယ်အစုံမပွဲနှစ်ပတ်တော့ကဘာပွဲလဲဒီနေ့တော့မှအရာဖြစ်တယ်အိုတီပွဲကဲဘယ်လိုဖတ်ကြရလဲအဲ့လိုဒီမှာကြည့်မယ်အိုတီပွဲပြည့်ခါမှာဘာပွဲလဲမော်ပီဒီကိုတီပွဲမသာကယူချီတို့ဖြစ်တာခါမှာအရင်ရေးကြည့်တယ်နော်ဒီရလေတော့ရေးမထားတာအရင်ကောင်းတယ်ပီဒီကိုပွဲပြည့်ဘာပွဲလာမလဲနော်တဘုံမို့ပွဲပြပါလားမလဲအပြည့်ဖြီရပွဲကဲနပတ်ခုတစ်ချက်မှာမတကင်းနေပဲပွဲဒီပွဲကတကင်းနေပွဲကအနည်းတစ်ထောင်မှာကျင်းပမှာပွဲဖြစ်တယ်တကင်းနေပွဲအနည်းတစ်ထောင်မှာတဲ့အနည်းတစ်ထောင်မှာဒီနော်တကယ်ဘောချိပါလာခါမှာအစ္စရေးလူမျိုးတွေကကဘာအရရမှာရှိတဲ့အစ္စရေးလူမျိုးတွေကပတခါပွဲကျင်းပတာခါမှာဖတ်ထောင်းရပြပွဲတော်လို့တဲ့ခါမှာမလာတဲ့လူတိုးတော်ငယ်ကဘာလို့မလဲဒဏ်ခတ်မယ်တဲ့ကဲဟုတ်ပြီနော်ပတခါပွဲပြီးပြီလားပြီးပြီအစုံမပွဲပြီးပြီလားပတခါပွဲစဘာပွဲလဲအတေခံရပွဲပေါ့လားအစုံမပွဲစဘာပွဲလဲတေချုံမျိုးနာပွဲပေါ့လားဒါကဓမ္မဟောင်းမှာချိပါတာပွဲဖြစ်တယ်ဓမ္မဟောင်းမှာသူတို့လောကိုလွတ်ဆောင်မဲ့ဖျားတဲ့ခင်ရဲ့စီမီစီကထားတဲ့နော်ပွဲတော်ဖြစ်တယ်ဓမ္မဟောင်းမှာချိပါတဲ့အရာဖြစ်တယ်အဲဆိုတော့ပတခါပွဲဆိုတော့အတေခံရပွဲတိုးစစ်ဂျိုနွားနော်တိုးစစ်နွားဂျိုကိုတိုးနော်အဲ့ဒီလိစာ5မျိုးကိုဘာလို့ရလဲအပြစ်ဖြေဖို့အတွက်သူတို့ကအသုံးပြုတာဖြစ်တယ်အစုမပွဲဆိုတော့အဲဆိုပတခါပွဲဆိုအတေခံရပွဲအစုမပွဲဆိုတော့ခါမှာတေချုံမြို့နာလာပွဲကဲအစုမပွဲဆိုဘာပွဲလဲတေပြီဘာလို့ရမလဲတေချူရမှာဖြစ်တယ်တေချူပိမှာအူတီပွဲဆိုတော့ကမှဖမ်းမြောက်ပွဲကဲအူတီပွဲဆိုဘာပွဲလဲ